အားလုံးပဲမင်္ဂလာပါရှင်ဒီဆိုင်လေးကဘယ်နေရာမှာလဲဆိုတာဒီဗီဒီယိုလေးရဲ့နောက်ဆုံးမှာပြောပြထားပါတယ်ဒါလေးကတော့ငရှင်းအဆက်ချက်လေးပါဒါလေးကတော့ကင်းမွန်ကိုမုံနှစ်နဲ့ကြော်ထားတာပါဒါလေးကတော့ဝက်ဥကြိုကြော်ချက်လေးပါဒါလေးကတော့စိတ်ချိုပေါင်းလေးပါသူကလည်းအရန်စားလို့ကောင်းပါတယ်ဆိုင်နာမည်လေးကတော့ ARI Restaurant ဖြစ်ပါတယ်ဒီဆိုင်လေးကတော့မော်လမြိုင်မြို့မှာတည်ရှိပါတယ်ဒါကတော့ရနိုင်တဲ့ဟင်းအမယ်တွေဖြစ်ပါတယ်ဈေးလေးကအရန်လဲမများသလိုအရန်လဲမနည်းပါဘူးစိတ်ပေါင်းချိုတပွဲဆိုလို့ရှိရင်2000တခြားအမယ်တွေဆိုလို့ရှိရင်12000 13000အဲ့လောက်တော့ရှိပါတယ်ဆိုင်လိပ်စာလေးကတော့ဖက်ခင်းလမ်းမကြီးဇေယျမြိုင်ရက်မြရထားတန်လန်းအနီးမော်လမြိုင်မြို့မှာတည်ရှိပါတယ်ဒါလေးကတော့ကွန်းရကြိုက်တဲ့လူတွေအတွက်ရန်ကုန်အလွမ်းပြေကွန်းရဆိုင်လေးပဲဖြစ်ပါတယ်ဒါကတော့ရိုးစုံကွန်းရလေးပါဒါလေးကတော့အုံးသီးအစိမ်းအုံးသီးအနီးကြောက်ဖြုံယူနဲ့ရိုးစုံကွန်းရလေးပါဒါလေးကတော့ချောကလက်လေးပါဒါကတော့ထောပတ်စီဒါလေးကတော့နှုတ်မွေးစိမ့်စိမ့်လေးပါဒါလေးကတော့မော်လမြိုင်မှာတဲပစ်ခဲ့တဲ့ဟိုတယ်လေးပါအရန်တက်ရက်ပြီးတော့ breakfast ကလည်းစားလို့ကောင်းပါတယ်
ဒါကတော့မော်လမြိုင်မှာတဲတဲ့ဟိုတယ်လေးပါအရန်ကိုတက်ရက်ပါတယ်ဒါကတော့ morning breakfast ကို buffet ကျွေးတာပါမော်ရင်းငါးပါမော်လမြိုင်မော်ရင်းငါးလေးပါထမင်းကြော်လေးလည်းအရင်စားလို့ကောင်းပါတယ်ဒါလေးကတော့ကြက်ကိုမှုလေးနဲ့အဆက်ချက်ထားတာပါဒါကတော့ခောက်ဆွဲတုပ်ကတော့မစားကြည့်ခဲ့တော့ပါဘူးနောက်ပြီးတော့ဗမာမုန့်လေးတွေရောပေးထားပါတယ်ဟိုတယ်နာမည်လေးကတော့ရွှေဘုံနန်းဟိုတယ်ပါကားပတ်ကင်လည်းအကျယ်ကြီးရှိပါတယ်ဒါကတော့အနောက်ဘက်ကားပတ်ကင်ပါနှစ်ရက်တည်းတော့နောက်နေ့မနက် morning breakfast မှာကျွေးတဲ့အစားအသောက်လေးတွေပါနောက်နေ့မနက်ကျတော့ hot pot ဖြစ်သွားပါတယ်ဒါလေးက hot pot ပါဒါကတော့ထမင်းကြော်ကိုနောက်ဒီဇိုင်းတစ်မျိုးနဲ့ကြော်ထားတာပါဒါလေးကတော့ငမုတ်အသေးလေးတွေကိုအကျွတ်ကြော်ထားတာပါဒီငမုတ်အသေးလေးအကျွတ်ကြော်ရတဲ့အရင်စားလို့ကောင်းပါတယ်ကြာစံကြော်လေးကလည်းအီလေးနဲ့အရသာရှိပါတယ်ဒီနေ့ဗမာမုတ်လေးကတော့ပြာရည်တုပ်လေးပါလက်ဖက်ရည်ကော်ဖီအေးတို့ကလည်းကြိုက်တဲ့လောက်တောက်ပါပဲဒါလေးကတော့ပါနီပူရီလို့ခေါ်ပါတယ်ဒီဟာလေးကတော့တစ်ခါမှမစားဘူးစားလိုက်တာကျွတ်လေးနဲ့အရန်စားလို့ကောင်းပါတယ်ဒီဟာလေးကတော့ပါနီပူရီထဲထည့်စားရတဲ့အရည်လေးပါအပြန်မှာမော်လမြိုင်ရထားနဲ့ပြန်မှာမို့လို့တုတ်ငားတာဟိုတယ်ကနေမော်လမြိုင်ကို9000ပေးရပါတယ်ရထားလက်မှတ်ဝယ်မယ်ဆိုလို့ရှိရင်တော့2ရက်ကြိုတင်ပြီးဝယ်ရပါတယ်ဒါကတော့မော်လမြိုင်ရန်ကုန်ရထားပါရိုးရထားပဲရပါတယ်ရိုးရထားကိုမှအထက်တန်းဒါကတော့အထက်တန်းခုံလေးတွေပါဆိုဖာတွေဘာတွေကတော့တိတ်တော့မကောင်းပါဘူးပန်ကာတော့ပါပါတယ်ဒါကတော့ရိုးတွေပါရိုးတွေကတော့ဆိုဖာလေးတော့မပါဘူးဒီတိုင်းရိုးတစ်သားခုံနေပါပဲရထားလက်မှတ်ကအထက်တန်းတွဲကို13000ပေးရပါတယ်မော်လမြိုင်ကနေစထွက်ပါပြီမော်လမြိုင်ဘူတာကနေမနက်8:00 နာရီခွဲထွက်ပြီးတော့ရန်ကုန်ဘူတာကြီးကိုညနေ4:50လောက်ရောက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်တွေ့ရအောင်လို့ဒီ channel လေးကို subscribe လုပ်ပေးထားကြပါဦးနော်